သူများဖို့တက်လုံးလုံးနေတာကိုဖို့အနည်းဆုံး2 လလောက်လုပ်ကြည့်သမ်းပါ မှန်ပါဗျာဟုတ်ပါမယ်ဗျာ သူများဖို့တော့တက်လုံးထင်တယ် မှန်ပါဗျာ တက်လုံးနော် မှန်ပါဗျာ သူများဖို့ကြည့်တယ်လို့ မှန်ပါဗျာ ဟုတ်နော် မှန်ပါဗျာ ဟင်သူများဖို့ကြည့်တယ်ကိုဖို့ရှိသေးဘူး မှန်ပါဗျာ ဟုတ်နော် ဟုတ်ပါတယ်ဗျာ ကိုဖို့2 လလောက်တာကိုရောစိတ်ရော မှန်ပါဗျာ သူဟိုရိတ်တာမှာဟိုတရားထိုင်နေတဲ့ပုဂ္ဂိုလ်ဆိုရင်သူကအများအားပြောတယ်လာခဲ့သုံတွဲလာခဲ့တယောက်ထက်မလာခဲ့နဲ့ မှန်ပါဗျာ ညာတော့အပြည့်ယုံကြည်သားစခန်းပို့ပြီးစိတ်ကအိမ်ပြန်တတ်တယ် မှန်ပါဗျာမှန်ပါဗျာ ဟင်ဟုတ်ဗျာ မှန်ပါဗျာ သုံတွဲလာခဲ့တယ် မှန်ပါဗျာရုံးနေမှာ အဲ့ဗျာ မှန်ပါဗျာ ဟင်စိတ်ကလည်းထက်မှရတာဟင်ထက်မှရတာထက်မှရတာ မှန်ပါဗျာ ဟုတ်ဗျာမတော်ဘူးတဲ့လမ်းသွားရပါဟင်ပြီးတော့ကူကအကောင့်ထင်တာဟိုကအပြက်ပြတာ မှန်ပါဗျာ ဟင်ကိုကအမြဲကိုလိုချင်တာဟိုကမမြဲတာပြမှာ မှန်ပါဗျာ ဟိုကပိုင်ရင်တာဟိုကမပိုင်တာပြမှာအဲဒီမှာတရားနဲ့ကျွတ်တူနဲ့အဲဒီမှာအငင်းညမှာဟုတ်ဗျာငင်းလိုက်တာဟုတ်မှာဗျ မှန်ပါဗျာ ဟင်ဒီသားထဲမှာကိုတရားမမှုအများကြီးရှာလာတာ မှန်ပါဗျာ ဟင်ဒါတော့မှုတရားမမှုဖြစ်တယ် မှန်ပါဗျာ ဟင်တရားမမှုအများကြီးလာမှတင်တယ်ဟုတ်ကဲ့လားဗျ ဟုတ်ပါဗျာ တရားမမှုပြတရားမမှုပြအငင်းခုံဆိုတာတရားမတင်တယ် ဟုတ်ပါဗျာ ဟင်တို့ကငါရှိတယ်ဟိုကနာမရူပပရိသရညာတော့ယုတ်တချမ်းနန်တချသွားပြီအဲ့ဘယ်မလို့မင်းဆို ရှိပါဗျာ အဲ့လားဟင်အဲ့ဒါမကျင်းဘူးတို့ကတက်လုံးငါတုံးထားကိုမှကြည့်တော့ထိတခြားထိတာလဲသူ့လုံးတိတာလဲသူ့လုံး မှန်ပါဗျာဟုတ်ပါဗျာ အဲ့တော့တို့ကငါဆိုမကျင်းဘူးအဲ့ဒီနာမရူပပရိသရညာကနေပစ္စယတခါနေပုဂ္ဂိုလ်ဟာအများအားမျက်နှာကြည့်လိုက်ဒေါသဝမ်းနေမျက်နှာနင်းနေသူကျင်းမကျင်းတာပဲ မှန်ပါဗျာ သူခံရကငါဒီမှာတကယ်ကြီးတော့ငါမှမရှိတာသူမှပေါ့လေဟိုတရားရုံးမှာပထမမှုစုံသွား ကျေးဇူးပါ တရားရုံးမှာတရားမှုမှာပထမမှုသူစုံသွား ရှုံးပါဗျာ ဟင်အဲ့ဒီမှာလည်းရှေ့တိုးကြည့်တော့မှထိတာနဲ့တိတာနဲ့အပြန်အလှန်ကြီးစုပြူတာပွားပစ္စယပြိတာဒါကြီးမင်းငါဆိုတာဘယ်မှာပါလို့တော့ဟင် မှန်ပါ ဒါကြီးမင်းငါပဲမလို့ထိတာလေးနဲ့တိတာလေးနဲ့အပြန်အလှန်ကြီးစုပြူတာလေကြာပြန်လာကြီးစုပြူတာမဟုတ်လား မှန်ပါဗျာ ဟင်ဟုတ်ကလားမတိခင်ကတိကျင်တာတွေကရှေ့တိုးလာတယ်ဒါပြီးမှထိလိုက်ရတယ်ထိပြီးမှထိတဲ့ကြောင့်ပြန်တိတယ်ဟုတ်နော်မတိခင်တိစိတ်ကလေးကရှိဟိုရှူခြင်းတဲ့စိတ်ကလေးကရှိဒါပြီးမှရှူလိုက်ရှိဒါပြီးမှရှူတဲ့ကြောင့်တိပြီးအဲဒီမှာအပြန်လာစိတ်ဦးဆောင်လို့ဟိုရုပ်ဖော်ပြန်ရတယ်ရုပ်ဖော်ပြန်လို့စိတ်ပြန်တိပြီးဟုတ်ကလား ဟုတ်ပါဗျာ အဲဒီမှာပြောကြတဲ့စကားရှိတယ်ကျက်ဦးနဲ့ကျက်ကောင်ဘယ်ကစတယ် မှန်ပါဗျာ ပြောပြဟင် ကျဲဝင် ကျက်ကောင်မရှိပဲတဲ့အဲ့ဘယ်လိုပြော ဟုတ်လား တပတ်လေဗျာ တပတ်လေတပတ်လေ ဟုတ်ကဲ့လား ဟုတ်ပါ ဟုတ်ပါရဲ့ဗျာ ဟင် ဟုတ်ပါ ဟင် ကျောင်းတော့အတူတူတာ ဟုတ်ကဲ့လားနော် ဟုတ်ပါဗျာ ဟင်ကျက်မရှိပဲနဲ့ဒီဥပဲလို့လာအောင်ဆိုလာအောင်မှာ မှန်ပါ မှန်ပါ ဒါက ဗျာ ကျက်ကစားလာဆိုရင်ဥမရှိပဲနဲ့ဒီကျက်ပဲပေါ့ဟုတ်မှာဟုတ်မှာဟုတ် မှန်ပါဗျာ အဲ့ဒီမှာအကြောင်းကျိုးသွားနေတော့လားလေ မှန်ပါဗျာ ဟုတ်ကဲ့လားဗျ ဟုတ်ပါဗျာ အကြောင်းကျိုးသွားတယ်လား မှန်ပါဗျာ အဲ့ဒီခါကျမှနင်းနေကိုနင်းနာကြည့်လိုက်ဒေါသကြောင့်နင်းနေ နည်းကြော ရော့တာ မှန်ပါ မှန်ပါဗျာ ဟင် မှန်ပါ အဲ့ဒီကနေဟိုဘက်မှာမြဲတယ်ထင်တာမြဲမမြဲဘူးတခါတည်းဟိုတာတိယညာကပြတော့မှလေဒီခေါမခေါပိုင်မပိုင်နေပြတော့မှလေ အဲ့ဒီကနေတဖြည်းဖြည်းနဲ့နောက်ဆုံးဟိုဘင်္ဂညာရောက်တော့အပြည့်ကြီးလည်းမြင်နေချိန်ကြတော့တရားရှုံးပြီလေ မှန်ပါဗျာ တရားရှုံးပြီဟင်အဲ့ဒီမှာဟိုတို့ဘာနဲ့ပြောကြလို့သေတံကြခံနေလူရဲ့မျက်နှာမျိုးကိုဖြစ်တော့တာ မှန်ပါဗျာ ဟင်အပြူရောဗျာဒီကွက်ကလေးတော့ဟိုဒီဘက်ကလေးတော့ဟင်အဲ့ဒါလေးအတန်လေးရတဲ့ဆိုနေနေကလေးနဲ့ဗျာဟင်အဲ့ဒီယောဂနာအဲ့ဒီယောဂီများတရားစစ်လိုက်ရင်လေအတန်လေးရလည်းရဲတက်တက်နဲ့ဟိုဆွနေနဲ့ဟင်နာကြည့်တော့လည်းဇီဝနောက်ကြတော့ဗျာဟင်ဟိုသေတံချခံရမယ့်ပုဂ္ဂိုလ်ကိုဟင် ဟုတ်ပါ မှန်ပါဗျာ ဒီအဲ့ဒီကနေဘာကြောင့်သေတံချခံရတယ်ဆိုတော့ရှေ့ဘက်ကဒီတိုင်းချလို့ရတာမဟုတ်ရှေ့ဘက်ကစကားပြောရသေးတာထင်တယ် ဟုတ်ပါဟုတ်ပါ ဒီတိုင်းနေမင်းဘာလို့တဲ့တွားထောင်မဟုတ်ဘူးမင်းဒါလို့တဲ့တွားသေးတာမဟုတ်ဘူးအဲ့ဒီမှာတတိယစိတ်ကြတော့သဘောပြတာရှိတာကိုပြတာဟုတ်နော် မှန်ပါ အနာတလက္ခဏာနဲ့ဒီခေါ်မှာပေါ့
ဟိုတို့ဘာနဲ့ပေါ်လို့သင်္ခါရုပ္ပခါရဲ့အုပ်စုလေ မှန်ပါဗျာ ဟင်သင်္ခါရုပ္ပခါအုပ်စုအဲ့ဒီကသင်္ခါရဆိုတာကရှူဖို့ဆိုင်ဖို့မလိုတော့ဘူးသူဟာသူကိုရှူသူဟာသူကိုဆက်ငါရှူဆိုတာလည်းရှိတော့ဘူးလေ ရှိတော့ မှန်ပါဗျာ ဟုတ်လား ဟုတ်ပါ တို့ဟာနဲ့ပြောရင်တော့ရင်း90ကျက်လောက်တော့ဖြင့်ဟိုစပေးလိုက်ရတာပေါ့ကိုပဲစပေးဖို့မလိုတော့အမှားဦးမဆောင်ဘူးအတိဦးဆောင်တယ် တိဦးဆောင် မှန်ပါ ဟိုတို့အမှန်နဲ့ပြောရင်တော့အောင်မေတ္တိဦးဆောင်တယ်ရှုမှတ်တတိမပါတော့ဘူး မှန်ပါ အောင်မေတ္တိဆိုတာတွင်းကမဟုတ်ဘူးလား မှန်ပါဗျာ ပထမ10ကျက်ကလေးတော့ရှုမှတ်တတိယူပါပါ ဟုတ် လား ပါဗျာ ဟိုဟာဒီပေါ့မိမွေးပြီးတယ်လို့ပေါ့ မှန်ပါဗျာ မင်းရှင်မြတ်ကမွေးပြီးတယ် ပြေးပေးလိုက် ဟုတ်နော်အဲ့ဒါပြီးအောင်မေတ္တိလေးနဲ့အဲ့ဒါကြည့်နေရောအဲ့ဒီမှာငါမရှိတာလဲရှိပါစေကြီးကပြဟုတ်နော် ဟုတ်ပါ မှန် မ ပါ ငဲတာမကောင်းတာမပိုင်တာလဲပြပြီးအဲ့ဒါပြပြီးမှသေတံပေးတာလား မှန်ပါ မှန်ပါ ဟုတ်ကလားဗျ ဟုတ် ဟုတ် ပါ ပါဗျာ ဟင်အဲ့ဒါပြီးမှသေတံဗျဟုတ်ကလားဗျ ဟုတ်ပါ မှန်ပါဗျာ အဲ့ဒီခါကျမှတို့သာသနာတွင်းဆိုရဲမေတ္တိလာဖူတိလာရမှာဗျ